အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကဟိုပဋ္ဌာန်းတွေရွတ်ပြီးတော့ပဋ္ဌာန်းရဲ့အကျိုးကျေးဇူးလေးပေါ့နော်သူ့ရဲ့အတိတ်နိမိတ်အကြောင်းလေးကျွန်တော်မျှဝေပေးခြင်းပါတယ်ကျွန်တော်ရဲ့ကိုယ်တွေ့ပါကိုယ်တွေ့ကြီးကြီးမားမားဖြစ်ခဲ့တဲ့၄ချိန်ပေါ့နော်ကျွန်တော်မှတ်မှတ်ရကြီးမားမားဖြစ်တဲ့၄ချိန်ဒီကမှာဖြစ်ခဲ့တဲ့တတိမမိုက်လည်းရှိပါတယ်ဒါတော့ကျွန်တော်မပြောတော့ပါဘူးဒါကြီးမားမားဖြစ်တဲ့၄ချိန်ပဲကျွန်တော်ပြောမှာပေါ့နော်ကျွန်တော်တို့ရွာမှာကျွန်တော်ဇာတိသည်မန္တလေးတိုင်းပြောဝဲမြို့နယ်ဇောင်ချမ်းတော်ဆိုဇောင်ချမ်းတော်ကြီးရွာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ငယ်နာမည်ကရဲအောင်ပဲဖြစ်ပါတယ်ဒီနုပညာလောကရောက်မှာရောက်လာမှမြင်မင်းခန့်ဘာလို့မြင်မင်းခန့်နဲ့လှုပ်တယ်ဒုတိယအခုလက်ရှိအောင်သွေးသစ်ပေါ့နော်အောင်သွေးနဲ့လှုပ်ပါတယ်ကျွန်တော်တို့ပဋ္ဌာန်းတွေယူကြတယ်ပေါ့နော်ပဋ္ဌာန်းတွေယူတော့ပဋ္ဌာန်းတွေကနားတယ်စာဟိုလည်းပဋ္ဌာန်းယူတယ်ပဋ္ဌာန်းပြီးတရားနာတယ်စာဖတ်တယ်လို့ပုံမှန်လေးဝါရင်3လပတ်လုံးရွတ်ဖတ်ပူဆိုရတယ်ပေါ့နော်အဖိနေဆိုကျွန်တော်တို့ပဋ္ဌာန်းယူရတယ်အဖိနေဥပုံနေဆိုရင်မင်္ဂလေးတွေကဓမ္မစကြာယောက်ျားလေးတွေကအဖိနေကိုပဋ္ဌာန်းဥပုံနေမင်္ဂလေးကဓမ္မစကြာရွတ်ကြတယ်ပေါ့နော်အမှရွတ်တယ်ပုံမှန်လုပ်ကြည့်ရတယ်စာဖတ်တယ် TV တရားနာတယ်အသိဉာဏ်လေးတိုးတာပေါ့အကနောက်ပိုင်းကျွန်တော်သူများအသက်ဆိုတာကျွန်တော်ဝေလာဝေးကျွန်တော်မတတ်တော့ဘူးမတတ်တော့ဘူးနော်မတတ်တဲ့အချိန်မှာကျွန်တော်တရက်ပေါ့ကျွန်တော်နွားသာဆင်းတယ်ရွာမှာကျွန်တော်ရွာမှာနွားသာဆင်းတယ်ကျွန်တော်အိမ်မှာဒီမှာနွားသာဆင်းတယ်ဆိုတာပြီးကျွန်တော်ဒီနေ့မှာပုံလေးတစ်ပုံပြပါမယ်အဲ့လိုကျွန်တော်ရဲ့နေရွာသားတွေနေဘက်ကတော့သိပါတယ်နွားသာဆင်းတယ်ဆိုရင်ဒီမျိုးကလူကျွန်တော်မသိဘူးလေသိမလားအဲ့လိုကျွန်တော်တို့ဆင်းတယ်ပေါ့နော်ဒီကဆင်းတဲ့အချိန်မှာနွားသာဆင်းတော့စိတ်တွေလေးနေတာပေါ့နော်အဲ့တရက်လုံးမနက်ခင်းလင်းနေတာကျွန်တော်စိတ်တွေလေးတယ်သိလားလေးပြီးတော့ဘာဖြစ်ကျွန်တော်မသိဘူးနေမကောင်းလို့နေလဲကောင်းတယ်ဟလားလေးဖြစ်နေတာဟလားဘယ်လိုလဲစိတ်ကလေးနေမကောင်းလဲမို့ငါဖြစ်နေတော့အမတရက်အဲ့မှာကျွန်တော်ရွာကိုသိန်းတန်းဆိုတာရှိတယ်ကျွန်တော်ဖေလည်းရှိတော့ဖေတို့ကျွန်တော်ဆင်းလို့မရဘူးလို့သိမလားကျွန်တော်ပြီးခံနေပါပြီအဲ့ဆင်းလို့မရဘူးလို့ကျွန်တော်ပြန်မယ်လို့ပြောလားအဲ့တော့မင်းတော့ကိုသိန်းတန်းရှိကိုသိန်းတန်းလို့ဒါလေးလွယ်နွားသာစဉ်းတတ်တယ်လေအဲ့တော့ကိုသိန်းတန်းပဲထိုးခဲ့လိုက်ပါလို့သိမလားကျွန်တော်ပြန်တော့မယ်လို့ဖေလည်းရှိတာပဲဖေလည်းဆိုတော့အေးတဲ့ငါထိုးခဲ့မယ်ပေါ့ထိုးခဲ့ပြီးမှတို့ဒီမှာထမင်းပဲကိုသိန်းနဲ့မစားလိုက်လို့ကျွန်တော်တို့မစားတော့ဘူးလို့သိမလားကျွန်တော်တို့ရွာမှာတလေးရဆိုရင်နွားသာဆင်းပြီဆိုရင်မနေ့ကစားနေ့လယ်စားသိမလားမပြီးမရှင်းပေါ့ကျွန်တော်တို့အိမ်ရှင်တွေကကျွေးရတယ်ပေါ့နော်ကျွန်တော်တို့အမှကျွန်တော်ငှားလိုက်စင်တာပေါ့ကျွန်တော်အိမ်မှာဆက်ရှိတော့ကျွန်တော်အဲ့စင်ကိုယ်တိုင်ပဲထိုးတာဆိုတော့လိုက်စင်တယ်ဆက်ရှင်မှာအမှဆိုတော့စိတ်လေးကျွန်တော်ပြန်ပြီးတော့နေလို့သိမကောင်းချင်ဘူးစိတ်တွေလေးနေဆိုပြီးအမှအိမ်မှာအတော်လေးလည်းရှိတယ်အဖွားလည်းရှိတယ်အေးငါသားနာဆိုတော့ဟိုပါနာပေါ့ရေလက်တက်မရှိုးလို့မရဘူးလေဖုန်လေးတော့ပါတော့ဖုန်လေးကအင်းကြီးလေးဒီမလားတခြားခါပြီးတော့ခဏလေး